ဒီချိန်ကကြမှာတတ်မဲ့ရွေးချယ်ပြီးတဲ့အတိုင်းသာနေတောင်လေးချင်ယူဖြစ်တဲ့လွယ်တဲ့တန်ရာတစ်ခွင်အရာရာအနေဆအောင်မမမြဲခြင်းဖြစ်တာဒီနေသည်မေတ္တာပေါ်ဝင်နိုင်ကြစေနေလုံးဒီနီတောင်ဆွဲရှုံးလို့ပြောက်ွယ်နှုတ်ဆက်မသွားပြေဒီနေ့သင်ပြုသမျှရဲ့အကောင်စုမတန်တရားရီကံကရေးမှတ်ထားသည့်မနှုတ်သားဧည့်သည်သင်ကိုယ်တိုင်အမမခွဲဝိနိုင်ရမည်တမိုးတောင်းလီတိုင်းသင်မျက်နာတတိတိုင်းမှာရွရွပြည့်ရုပ်အလှကြည့်မမောတွေနေ့စဉ်တိုင်းမှမြင်လိမ့်မည်ကောင်းသောနေရာကြည်တတ်သူအေးရိတ်လမ်းမြင်ပြတော်ဘုရားဖျားခြင်းဒေသနာတော်ဖျားတော်နဲ့ညီနေသွားပါငါဆွေတွေကိုချောင်ကျဲအတ္တဖက်ရဲ့အမှားကြီးမှာမယ်မသိနိုင်သောတနေ့မှအယုပြည့်ဆောက်သောခန္ဓာအေးပြိုရိုင်းလည်းမသွားသေးခင်မှာသောအသည့်တွေပြင်ဆင်ကဆက်ရဘဝတွေရှိသေးသည်ဒီချိန်ကကြမှာတတ်မဲ့ရွေးချယ်ပြီးတဲ့အတိုင်းသာဒီတောင်လေးချင်ယူဖြစ်တဲ့လွယ်တဲ့တန်ရာတစ်ခွင်အရာရာအနေဆအောင်မမမြဲခြင်းဖြစ်တာဒီနေသည်မေတ္တာပေါ်ဝိနိုင်ကြစေနေလုံးဒီနီတောင်ဆွဲရှုံးလို့ပြောက်ွယ်နှုတ်ဆက်မသွားခင်ဒီနေ့သင်ပြုသမျှရဲ့အကောင်စုမတန်တရားရီကံကရေးမှတ်ထားသည့်မနှုတ်သားဧည့်သည်သင်ကိုယ်တိုင်အမမခွဲဝိနိုင်ရမည်တမိုးတောင်းလေတိုင်းသင်မျက်နာတတိတိုင်းမှာယူရင်ပြည့်ရုပ်အလှကြည့်မမောတွေနေ့စဉ်တိုင်းမှမြင်လိမ့်မည်ကောင်းသောနေရာကြည်တတ်သူအေးရိတ်လမ်းမြင်မြတ်သောဘုရားဖျားခြင်းဒေသနာတော်ဖျားတော်နဲ့ညီနေသွားပါငါဆွေတွေကိုချောင်ကျဲအတ္တဖက်ရဲ့အမှားကြီးမှာမယ်မသိနိုင်သောတနေ့မှအယုပြည့်ဆောက်သောခန္ဓာအေးပြိုရိုင်းလည်းမသွားသေးခင်မှာသောအသည့်တွေပြင်ဆင်ကဆက်ရဘဝတွေရှိသေးသည်